ဒေါ်ရင်ကလူရိုင်းကောင်လေးတယောက်ဟာအုံးတီတစ်လုံးကိုခွဲဖို့အတွက်သူ့ရဲ့ရှိသမျှအားအင်အားလုံးကိုအသုံးပြုနေရပါတယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ဘော်ကနေတစ်တာကြီးတစ်လုံးရုတ်တရက်ပြုတ်ကျလာပါတယ်အဲ့ဒီထဲမှာတော့မော်ဆန်နဲ့လက်မောင်းလက်ဆက်ကြီးတစ်လုံးပါလာတာပါစူးစမ်းကျင်စိမ့်နဲ့မြောက်ကလေးကအရင်ဆုံးရှေ့ထွက်လာပြီးဆက်နဲ့လဲလဲကြည့်ပေမဲ့တချီတောင်မခံပါဘူးဆက်ကသူ့ကိုအပြင်းပြင်းနဲ့ဝေယမ်းထုတ်လိုက်တာကြောင့်မြောက်ကလေးဟာအဝေးကြီးကိုလွင့်စင်သွားပါတော့တယ်ဆက်ပေါ်မှာအနီရောင်မီးလေးလင်းလာတာကသူ့ရဲ့အောင်ပွဲကိုဂုံယူဝင့်ကြွားနေတယ်လို့ပါပဲဒါကိုမြင်တော့ဝက်ဝမ်ကြီးကဒေါသထွက်သွားပါတယ်သူကဆက်ကိုစိန်ခေါ်လိုက်ပေမဲ့ခဏလေးတွင်းမှာပဲသူလည်းရှုံးနေသွားပြန်ပါတယ်ဆက်ကြီးကတော့မရက်တန်ပဲသူ့ရဲ့ဆက်လက်တံကိုထက်ခါဆန့်ထုတ်ပြနေတာပေါ့ဒီတစ်ခါမှာတော့ဝက်ဝမ်ကြီးကလက်နှစ်ဖက်လုံးနဲ့စူးစမ်းကြည့်ပေမဲ့ဆက်ကြီးကသူ့ကိုချက်ချင်းပဲထပ်ပြီးအနိုင်ယူလိုက်ပြန်ပါတယ်ဝက်ဝမ်ကြီးဟာဝမ်းနေသွားပြီးငိုပါလေရောဒါကိုကြည့်နေတဲ့လူရိုင်းကောင်လေးကတော့အရန်ကိုဒေါသထွက်သွားပါတယ်သူ့သူငယ်ချင်းတွေအတွက်ကလဲစားချေပေးချင်တာကြောင့်ဆက်နဲ့ထိတ်တိုက်ရင်ဆိုင်လိုက်ပေမဲ့နောက်တစ်စက္ကန့်မှာပဲသူဟာချွေးတွေရွှဲပြီးဆက်ရဲ့အပြင်းပြင်းနဲ့ပစ်ထုတ်ခြင်းကိုခံလိုက်ရပါတယ်ဝက်ဝမ်နဲ့မြောက်ကသူ့စီပြေးလာပြီးထူပေးကြပေမဲ့သူဟာရှုံးနိမ့်မှုကိုစိတ်မပြတ်သွားပါဘူးသူ့ကိုယ်သူပိုပြီးတမလာအောင်လုပ်ဖို့သူဆုံးဖြတ်လိုက်ပါတယ်သူဟာလက်ချောင်းတွေနဲ့လက်မောင်းတွေကိုပြင်းပြင်းထန်ထန်စတင်လေ့ကျင့်ပါတော့တယ်နာကျင်မှုတွေကိုအောင်အေးပြီးနေ့တိုင်းလေ့ကျင့်ခန်းလုပ်ခဲ့ပါတယ်အရင်ကအုံးတီတစ်လုံးခွဲဖို့သူ့အားကုန်သုံးခဲ့ရပေမဲ့အခုတော့တစ်ချက်တည်းနဲ့ခွဲနိုင်နေပါပြီယုံကြည်မှုအပြည့်နဲ့သူဟာဆက်ကြီးနဲ့ရင်ဆိုင်ဖို့တစ်ခါပြန်လာခဲ့ပါတယ်ဆက်ကြီးနဲ့လူရိုင်းကောင်လေးကြားကတင်းမာမှုဟာတိတိတာတာမြင်တွေ့နေရတာပေါ့သူတို့နှစ်ယောက်ထိတ်တိုက်ရင်ဆိုင်လိုက်တဲ့အချိန်မှာပဲသူလေ့ကျင့်ထားတဲ့လက်မောင်းကတစ်ဖက်သက်ဖြစ်နေတာကိုသူသတိထားမိသွားပါတယ်သူကိုယ်တိုင်လည်းအဲရုံလုပ်သွားတာပေါ့ဆက်ကြီးကတော့သူ့ရဲ့အခြေအနေကိုရက်ကြည့်နေပြီးဒါကိုမြင်လိုက်ရတဲ့ဝက်ဝမ်ကြီးကတော့အောက်မထားနိုင်တော့ပဲအကျယ်ကြီးပောက်ကွဲရမောပါတော့တယ်